CEO တူဟာနေ့တိုင်းအမျိုးသမီးအယောက်100လောက်ကိုအိမ်ကိုခေါ်လာလေးရှိပါတယ်။သူရှာနေတာကတော့လေဘင်းမှာမှဲ့နေပါတဲ့အမျိုးသမီးတစ်ယောက်တည်းကိုပါ။ဘာကြောင့်လဲဆိုတော့ဆရာကြီးတူကသူ့မှာကုသလို့မရတဲ့ပြင်းထန်တဲ့ယောဂရှိနေပြီ။လေဘင်းမှာမှဲ့နေပါတဲ့အမျိုးသမီးကသာသူ့အသက်ကိုကယ်တင်နိုင်မယ်လို့ဟောထားလို့ထင်ပါတယ်။ဒီနေ့ဟာ CEO ရဲ့နောက်ဆုံးတက်တန်းဖြစ်တဲ့နေ့တစ်နေ့ပါ။သူကအဲ့ဒီအမျိုးသမီးကိုကိုယ်တိုင်လိုက်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူကားပေါ်တက်လိုက်တာနဲ့ယောဂကဖောက်လာပါတော့တယ်။အဲ့ဒီချိန်မှာပဲအလုတ်ဆင်းလာတဲ့သူနာပြည့်ရဲ့တယောက်ကဖြတ်သွားရင်သူ့အခြေအနေကိုမြင်တာကြောင့်ဆေးရုံကိုခေါ်သွားဖို့ပြင်ပါတယ်။ CEO ကထဖို့ကြိုးစားရင်သူနာပြည့်လေးကအင်ဂျီကိုဆွဲမိသွားတဲ့အခါသူမရဲ့လေဘင်းကမှဲ့နေလေးကိုရုတ်တရက်မြင်လိုက်ရပါတော့တယ်။ဆရာကြီးမှာထားတာကိုတတိယသွားတဲ့ CEO ဟာသူမကိုအတင်းဖတ်ပြီးနမ်းလိုက်ပါတယ်။မိန်းကလေးကဒေါသတကြီးနဲ့သူ့ကိုပါရိုက်ပြီးချက်ချင်းထွက်ပြေးသွားပါတော့တယ်။ဒါပေမဲ့သူမရဲ့မှတ်ပုံတင် ID ကတ်ကမြေပြင်ပေါ်မှာပြုတ်ကျကျန်ခဲ့ပါတယ်။ CEO ဟာချက်ချင်းဆက်သွယ်ပြီးအဲ့ဒီမိန်းကလေးကိုရှာခိုင်းလိုက်တယ်လို့သူမကိုလက်ထပ်ခွင့်တောင်းဖို့အတွက်လက်ဆောင်ပစ္စည်းတွေပါအစင်သင့်ပြင်ထားဖို့ခိုင်းလိုက်ပါတယ်။မိန်းကလေးအိမ်ကိုပြန်ရောက်တဲ့အခါမှာတော့သူမအမေကပတ်စံရဖို့အတွက်သူမကိုရွာထဲကလူအပ်တုံးနဲ့လက်ထပ်ဖို့ကိုအတင်းခိုင်းနေပါတယ်။သူမရဲ့အမာထက်သူကပါလက်ခတ်လိုက်ဖို့ဖြောင်းပြနေပြီမဲ့မိန်းကလေးကတော့ဒီအိမ်ထောင်ရုပ်ကိုပြက်ပြက်တသားငင်းဆိုပါတယ်။ဒါကိုရွာလူကြီးကဒေါသထွက်ပြီးသူမကိုအတင်းခေါ်သွားဖို့ပြင်ပါတော့တယ်။မိန်းကလေးဟာအစွမ်းကုန်ရုန်းကန်ပြီးထွက်ပြေးဖို့ကြိုးစားနေတော့အိမ်ရှိမှာဝတ်စုံပြည့်ဝတ်ထားတဲ့လူတစုရောက်လာပါတယ်။မိန်းကလေးကတော့သူတို့တွေကိုရွာလူကြီးရဲ့လူတွေလွတ်ထင်ပြီးကြောက်လန့်တကြနောက်ဆုတ်နေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလူတွေကသူတို့တဲလာတဲ့တက်တာတွေကိုဖွင့်ပြလိုက်တဲ့အခါအထဲမှာအဖိုးတန်လက်ဆောင်တွေအပြည့်ထည့်နေပါတယ်။ဒါတွေဟာ CEO ကလက်ထက်ခွင့်တောင်းဖို့အတွက်ပို့လိုက်တဲ့မင်္ဂလာလက်ဆောင်တွေဖြစ်ကြောင်းလက်ထောက်ကပြောပါတယ်။အမဖြစ်သူကလွန်ခဲ့တဲ့ရက်ပိုင်းက CEO ရဲ့ရွေးချယ်ပွဲမှာပါဝင်ခဲ့မှုကကြောင့် CEO ကသူမကိုချစ်သွားတာလို့ထင်နေပါတယ်။အဲ့ဒီအချိန်မှာမိန်းကလေးကထပ်ပြီးဖို့အခွင့်အရေးရှာပေမဲ့အမဖြစ်သူကသူမကိုတားဆီးထားပါတယ်။မိန်းကလေးကိုဒီနေ့မှာပဲရွာလူကြီးရဲ့သားနဲ့လက်ထပ်ဖို့အတင်းကျပ်လို့ပါတော့တယ်။အရေးကြီးတဲ့အချိန်မှာပဲ CEO ကိုယ်တိုင်ရောက်ရှိလာပါတယ်။အမဖြစ်သူကဝမ်းတာအားရနဲ့ CEO ရဲ့လက်မောင်းကိုတွားဖတ်ပေမဲ့ CEO ကသူမကိုတွန်းဖယ်လိုက်ပါတယ်။အဲ့ဒီအစားသူကမြေပြင်ပေါ်မှာလဲနေတဲ့မိန်းကလေးကိုထူဖေးပြီးသူ့ကိုလက်ထပ်ပါလို့တောင်းဆိုပါတော့တယ်။မိန်းကလေးကတော့လူအားနဲ့လက်ထပ်ရမှာထက်စားရင် CEO ရဲ့တောင်းဆိုမှုကိုလက်ခံလိုက်တာကပိုကောင်းမယ်လို့တွေးပြီးသဘောတူလိုက်ပါတော့တယ်